ဒီနေ့ပြောပြပေးမှာတော့ကျွန်တော်တို့ဒီ FNC Mobile ကိုစလိလာမဲ့မိတ်ဆွေတွေဝါသနာရှင်တွေအတွက်မဖြစ်မနေတည်ထားတဲ့အရေးကြီးဆုံးတစ်ခုပေါ့နော်အသုံးဝင်ဆုံးတစ်ခုပဲဖြစ်ပါတယ်။ကဲတော့ဒါတော့ကျွန်တော်တို့ instrument အပြင်ကပြင်မတန်တွေထည့်နည်းတွေကိုကျွန်တော်ပြောပြပေးမှာပေါ့နော်။အဲ့တော့ကျွန်တော်တို့ကထည့်တာတော့ဟုတ်ပြီထည့်တဲ့နည်းကတနည်းပဲ instrument ထည့်လဲဒီတိုင်းပဲဒွမ်တန်တွေထည့်လဲဒီတိုင်းပဲ audio တန်တွေ MP3 တွေဝေ့တွေထည့်လဲဒီတိုင်းပဲဒါပေမဲ့ယူတဲ့အချိန်ကြောင်းဘယ်လိုမျိုးပြန်ယူပြီးဘယ်လိုသုံးရမလဲဆိုတဲ့ခါမျိုးလေးကိုကျွန်တော်ပြောပြမယ်ပေါ့နော်။ဥပမာကျွန်တော်တို့အရေးကြီးဆုံးတစ်ခုကတော့ instrument ပေါ့နော် instrument ကအရင် version တွေနဲ့ကျွန်တော်တို့မတူတော့ဘူးအရင် version တွေမှာဆိုရင်ကျွန်တော်တို့ wave တို့ MP3 တို့ instrument အနေနဲ့ယူသိလို့ရတယ်ပေါ့နော်။ကျွန်တော်ခုနောက်ပိုင်း version မြင့်သွားတဲ့အချိန်မှာကြောက်ရော wave တို့ MP3 တို့ instrument အနေနဲ့ယူသိရင်အတန်မထွက်ဘူးတခြားအတန်ကြီးဒူဒူဒူဆိုတဲ့အတန်ကြီးထွက်တယ်ပေါ့နော်။ကျွန်တော်တို့ဘယ်လိုမျိုး format မျိုးဆိုရင် instrument အနေနဲ့ယူသိလို့ရမလဲဆိုရင်ကျွန်တော်တို့ .db ရှေ့ရနာမည်ပေါ့နော်ရှေ့ရနာမည်နဲ့ .db ဆိုလို့ရှိရင်ကျွန်တော် instrument အနေနဲ့ယူသိလို့ရတယ်တခြားဆိုတော့ယူသိလို့မရဘူးဥပမာကျွန်တော်တို့audio မှာကြောက် audio အနေနဲ့ YouTube မှာဆိုရင် wave ပဲဖြစ်ဖြစ် MP3 ပဲဖြစ်ဖြစ်တီးလို့ရတယ်အတိုင်းပဲ drum နေမှာဆိုလဲdrum တန်တွေကို wave အနေနဲ့ MP3 နေယူပြီးတီးလို့ရတယ်ပေါ့နော်ထည့်နည်းကတော့ကျွန်တော်တနည်းပြပြမယ်တူတူပဲဒီဘက်ကဟာလေးကိုနှိပ်မယ်ပေါ့နော်နှိပ်ပြီးတော့ကျွန်တော်တို့ input ပေါ့နော် input ကနေပဲထည့်မယ်အကုန်လုံးကိုထည့်နည်းတူတူပဲ MP3 ထည့်လဲဒီတိုင်းပဲ instrument ထည့်လဲဒီတိုင်းပဲကျွန်တော်တို့ drum တန်တွေထည့်မယ်ဆိုတော့ဒီတိုင်းပဲကျွန်တော် instrument ပေါ့ input ပေါ့နော်ကျွန်တော်တို့ down ထားတဲ့ထည့်ကဥပမာပေါ့ဒီမှာဒါဆိုရင်မြန်မာပုံပေါ့နော်မြန်မာပုံကျွန်တော်တစ်ချက် select ပေးလိုက်မယ် okay ရွေးပြီးသွားရင်ကျွန်တော်ဒီမှာ yes ပေါ့နော် yes ကိုပေးလိုက်မယ် okay ပြီးတော့ဒါဆိုရင်သူကအထဲမှာသူ့ဘာသူစစ်ဖြီနေမှာအထဲမှာကျွန်တော် delete ကိုသွားပေးလို့မရဘူး key ပေါ့နော် key ကိုနှိပ်လိုက်မယ်ပြီးဒီကောင်တော့ဝင်သွားပြီဒါပေမဲ့ကျွန်တော်တို့ဒီကောင်ဘယ်ထဲမှာဝင်သွားလဲမသိဘူးဆိုရင်ကျွန်တော်အပေါင်းလေးကိုနှိပ်မယ်နှိပ်ပြီးတော့ကျွန်တော် drum အနေနဲ့ယူမှာလား instrument အနေနဲ့ယူမှာလားဒါမှမဟုတ် audio clip အနေနဲ့ယူမှာလားပေါ့တစ်ချက်စမ်းကြည့်မယ်ပေါ့နော်ဒီကောင်ကကျွန်တော်တို့ဘာနဲ့ဝင်သွားလဲချက်ကြည့်မယ် drum နဲ့ရင်စမ်းကြည့်မယ်ဘယ်ထဲမှာရှိမလဲဆိုတော့ကျွန်တော် my file ပြီးရင်ကျွန်တော်တို့ဒီမှာဝင်မဲ့ဟာရှိရတယ်တကယ်လို့မ DRB ဆိုရင်ကျွန်တော်တို့ဘယ်ထဲမှာရှိမလဲဆိုရင်ဒီ instrument ထဲမှာရှိမယ်ပြီးပြင်ကျွန်တော်တို့ကတခြား weight MP3 ဆိုရင်ကျွန်တော်တို့ simple ထဲမှာရှိမယ်အကောင်လေးအဲ့လိုမျိုးတော့သိရမှာပေါ့နော် okay အပြင်ကျွန်တော်တို့ instrument ထဲမှာရင်ကြည့်လိုက်မယ် okay ဒါဆိုရင်ကျွန်တော်မြန်မာပုံမဝင်ဘူးပေါ့နော်မဝင်ဆိုကျွန်တော် back ထွက်လိုက်မယ်အပေါင်းတစ်ခုယူရမယ်ကျွန်တော် instrument အနေနဲ့ယူကြည့်လိုက်မယ်နော် my file ပြီး instrument အနေနဲ့ယူကြည့်လိုက်မယ် instrument အနေနဲ့မဝင်သေးဘူးအဲ့လိုမျိုးဆိုကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီကောင်လေးချက် set လေးတစ်ချက်ရှင်းပေးရမယ်နော် set လေးချက်ရှင်းပြီးကျွန်တော်တို့ပြန်ဝင်ကြည့်မယ် okay နော် set လေးချက်ရှင်းပြီးပြန်ဝင်ကြည့်မယ်အဲ့ဒါကိုကျွန်တော်တို့drum နဲ့သွားပြန်ယူကြည့်မယ်ပေါ့နော် my file ပေါ်လာပြီလားပေါ့ simple ထဲမှာ okay ဒါဆိုမြန်မာပုံပေါ်လာပြီနော်မြန်မာပုံထဲမှာကြည့်မယ်ဆိုရင်မဟုတ်မှန်းပါညာရှိရဲ့ဒီကောင်နဲ့ဘာနဲ့လဲဆိုတော့ကြည့်လိုက်မယ်ဒါဆိုရင်မရှိသေးဘူး okay အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ပြန်ရွေးကြည့်မယ်simple ထဲမှာ my phone မြန်မာပုံပေါ့နော်မြန်မာပုံလေးကိစ္စကြည့်မယ် breaky height ပေါ့နော် okay ဒါဆို weight ဒါဆို weight နဲ့ထွက်တယ်ပေါ့နော်ဒါ weight တွေ MP3 နဲ့ထွက်တယ်ဆိုရင်ဒီကောင်လေးကိုကျွန်တော်တို့ instrument အနေနဲ့ယူတီးလို့မရဘူးပေါ့နော်ကျွန်တော်တို့ဗာနဲ့ယူတီးမယ်ဆို audio clip အနေနဲ့ယူတီးလို့ရမယ်ကျွန်တော်တို့ drum အနေနဲ့ယူတီးရမယ်အခုဒါဆိုရင်ကျွန်တော် drum အနေနဲ့ယူတီးကြည့်မယ်ဒါဆိုရင်ကျွန်တော်အတန်ထွက်တယ်ပေါ့နော်ဒါပြီးနောက်တစ်ခုက weight အနေနဲ့ဝင်မယ်ဆိုရင် drum အနေနဲ့ယူတီးလို့ရမယ်ပြီးရင်ကျွန်တော် audio clip အပေါင်းနှိပ်ပြီးတော့ audio clip နဲ့ယူတီးလို့ရမယ် my file ခုနကတိုင်း simple ထဲမှာမြန်မာပုံပေါ့နော် okay ဒါဆိုရင်ကျွန်တော်ဒီမယ်ဒါဆိုရင်ကျွန်တော်အတန်အနေနဲ့ဝင်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမယ်ဒါဆိုရင်ကျွန်တော်တို့ audio အနေနဲ့ထွက်လာမယ်ဝိရ MP3 ဆိုကျွန်တော် audio နဲ့သုံးရမယ် OPS ဆိုရင်ကျွန်တော် instrument အနေနဲ့ဘယ်လိုသုံးရမလဲဆိုရင်ကျွန်တော်တို့input နဲ့ထည့်မယ်ကျွန်တော်ဘာရှိမလဲဆိုရင်ကျွန်တော်ထည့်မှာ download ထဲကရှာကြည့်မယ်နော် download ထဲကကျွန်တော်ဘာရှိမလဲဆိုတော့ Telegram ဆိုကျွန်တော်ဟိုပါတဲ့ဟာလေးတစ်ချက်ပြအောင်ပေါ့နော်ကျွန်တော် real instrument နော် real instrument မှာဒီကောင်လေးဆိုရင်ဒါဆိုရင် .dbb နဲ့ထွက်တဲ့ကောင်လေးပေါ့နော်အဲ့ကောင်လေးဆိုရင်ကျွန်တော်တို့သုံးရမယ်ဒီကောင်ကျွန်တော် zip file ချုပ်ထားတာလေးရှိတယ်ပေါ့ zip file ချုပ်ထားကျွန်တော်တစ်ချက်ရှာပြီးထည့်ကြည့်ပေးမယ်ထည့်ရတော့အလုံးတူတူပဲပေါ့နော်ထည့်ရ real instrument ကိုထည့်လိုက်ပြီ okay ဒါဆိုနှိပ်လိုက်ပြီသူ input လုပ်နေ yes ပေးလိုက်မယ်ပေါ့နော် okay အပြင်ကျွန်တော် order မှာ auto zip ပြင်မယ်ခုနwin ambient နဲ့တူတူပဲ key နော်ပြီးရင်ကျွန်တော် instrument အနေနဲ့ယူတီးမယ်ပေါ့နော်ကျွန်တော်ဒီမှာ instrument ပြီးရင်ကျွန်တော် my file ပြီးရင်ကျွန်တော်ဒီမှာ instrument နဲ့မှာရောက်မယ် instrument နဲ့မှာ prep file ပေါ့နော် prep file အနေနဲ့ရှိမယ်ကျွန်တော်ခုနထည့်တဲ့ instrument 5မျိုးပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့guitar လေးဝင်ကြည့်မယ်ဒါဆိုရင်နောက်မှာပါနေမယ်ဆို format .dwp ဆိုတဲ့ format နဲ့ထွက်တယ်နော်ဒါဆိုရင်ကျွန်တော်အတန်ဒါဆိုရင်ကျွန်တော် instrument အနေနဲ့ဘာလို့ instrument နဲ့ထွက်ဆိုနောက်မှာတွေ့လားမသိဘူး GD League Guitar.dwp ဆိုတဲ့ format နဲ့မလို့ဒီကောင် instrument နဲ့ယူတီးတာဝေးရကောင်တွေကို instrument အနေနဲ့ယူတီးရင်ဘယ်လိုတန်ထွက်လဲကျွန်တော်ပြောပြပေးမယ်ဒါကတော့ဒီ မျိုး instrument အနေနဲ့ယူတီးလို့ရတာပြီးကျွန်တော် instrument အနေနဲ့ယူတီးမယ်ခုနဟာတွေပေါ့နော် instrument ကျွန်တော်တို့ဘယ်ထပ်ပါမလဲဆိုတော့
ဒါဆိုရင်ကျွန်တော်တို့ wave file တွေဆိုဒီထဲမှာတချို့ဆိုပေါ်တာမပေါ်ဘူးပေါ်မယ်ဆိုရင်လည်းကျွန်တော်တို့သုံးလို့မရဘူးပေါ့ဒါဆိုတော့ .w မျိုးပေါ်တာသုံးလို့မရဘူးတကယ်လို့မှသုံးလို့ရမယ်ဆိုလည်းအတန်လေးပုံမှန်တိုင်းထွက်မှာမဟုတ်ဒါပေမဲ့နောက်တစ်နည်းရှိတယ်ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ဥပမာပေါ့နော် wave file တွေကိုကျွန်တော်တို့က instrument အနေနဲ့ယူတည်နေတယ်ခုနကကျွန်တော်ပြောခဲ့ပြီး instrument တွေယူထည့်တဲ့ပုံထည့်တဲ့ပုံအားလုံးတူတူပဲ instrument ကိုဘယ်မှာယူတည်ရတယ်ကျွန်တော်တို့drum down ဘယ်လိုယူတည်ရတယ် aggregate ကိုဘယ်လိုယူတည်ရတယ်ဆိုပြီးကျွန်တော်ပြပြပေးထားတယ်ပေါ့နော်အဲ့ဒါပြောပြပေးအချိန်မှာကျွန်တော်တို့ကဒီ weight တွေကို instrument အနေနဲ့အလုပ်လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးပြောင်းရမလဲပေါ့နော်အဲ့ဒါလေးကျွန်တော်ချက်ပြပေးမယ် okay အဲ့တော့ကျွန်တော်တို့ file လေးကိုတွားလိုက်မယ်ပေါ့နော် file manager တွားလိုက်မယ်ကျွန်တော်တို့အခုနကထဲကိုတစ်ချက်တွားလိုက်မယ်ကျွန်တော်ပြောင်းချင်တဲ့ file ပေါ့နော်ကျွန်တော်ပြောင်းချင်တဲ့ file download ထဲကိုတွားမယ်ပြင်ကျွန်တော်တို့ sign ပေါ့နော် sign မဲ့ထားပါဒါတော့ .wp နဲ့ဆိုတော့ပြောင်းလို့မရသေးဘူးကျွန်တော်မြန်မာပုံပေါ့နော်မြန်မာပုံမှာ weight နေပေါ့ခုန okay ဒီမှာဆိုမြန်မာပုံမှာ weight နေအခုမှပုံတွေကကျွန်တော်တစ်ခုကိုပဲပြောင်းပြလိုက်ပေါ့နော်ပြောင်းပြမယ်ဆိုဒီမှာကျွန်တော်တို့ weight တွေကိုကျွန်တော်ဒီမှာ C ပေါ့နော် C တန်ကို C ဒိုတန်ကိုကျွန်တော်တို့instrument နဲ့တီးလို့ရအောင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ business ဒီမှာ .weight နေရာမှာကျွန်တော်ပါလဲဆိုတော့ .dwp ဆိုပြီးကျွန်တော် format တစ်ချက်ပြောင်းလိုက်မယ်ပြောင်းလိုက်ရောကျွန်တော်ဒါဆိုရင် .dwp ဆို format တစ်ခုပြောင်းသွားပြီ okay အဲ့ကောင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီ height ထဲကအတန်ကိုကျွန်တော်စစ်တစ်ခုချုပ်လိုက်မယ်ပေါ့နော်စစ်တစ်ခုချုပ်လိုက်မယ်ကျွန်တော်တို့ font brand နဲ့စစ်ချုပ်လိုက်ပါဒီက height.zip ဖြစ်သွားပြီ height.zip ဖြစ်သွားပြီ okay အဲ့တော့ကျွန်တော်တို့ fn ထဲမှာတွက်ထည့်မယ်ခုနကတော့ weight file နေနဲ့ဆိုတော့သုံးလို့မရဘူးကျွန်တော်တို့ .dwp ဒါတော့ကိုစိတ်ကြိုက်အတန်တစ်ခုပဲပြောင်းလို့ရမှာကိုစိတ်ကြိုက်အကုန်လုံးပြောင်းဖို့ချက်လို့ရမယ်ပေါ့နော်ကျွန်တော်မြန်မာပုံနဲ့ကမြန်မာပုံနဲ့က okay ခုမှနဲ့ကပုံနဲ့က package က okay အမှဆို height တန်ဆိုရင်ကျွန်တော်တို့ zip file တွေ့ရပါတော့ zip file ကျွန်တော်တို့click လုပ်ပြီးတော့ထည့်လိုက်မယ် yes ပေးလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ keys နဲ့လုပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီကောင် instrument အနေနဲ့ UT မယ်ပေါ့နော် UT ကြည့်မယ် dwp ပိုင်း.dwp ရပြီဆိုတော့ကျွန်တော်တို့ instrument အနေနဲ့သုံးလို့ရမှာ my file instrument okay ဒါဆို height ဆိုဝင်သွားပြီနော် .dwp format ပါကံမှကျွန်တော်တို့ဒီ instrument နဲ့မတူတော့ auto ဝင်ပေးမယ်ပြီးဒါဆိုရင်တစ်ခုပဲနော်ကျန်တဲ့ wave file တွေဘာမှမပေါ့ဒါဆို zero okay အဲ့ဒါဆိုရင်ကျွန်တော်တို့တစ်ချက် click ကြည့်မယ်wait ဒါဆိုရင်ကျွန်တော်တို့ wave file ကိုပုံမှန်တိုင်းဆိုရင် wave file တွေကို instrument အနေနဲ့ UT လို့မရဘူးပေါ့နော်ဒီကောင်မှာကျတော့ကျွန်တော်တို့wave file ကို instrument အနေနဲ့ UT လို့ရအောင် format ပြောင်းနည်းပေါ့နော်ဒါတော့ကျွန်တော်ဒီသင်ခန်းစာမှာတော်တော်များများအဆင်ပြေလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ဘာဖြစ်လဲဆိုတော့ instrument ထည့်နေလည်းပါမယ် drummer ထည့်နေလည်းပါမယ် audio ထည့်နေလည်းပါမယ်ပေါ့နော်အဲ့ဒါအောင်မှကျွန်တော်ဒီကောင်လေးကိုဘယ်လိုပြန်ဖွင့်ရမယ်ဆိုတဲ့အကြောင်းလဲပါတယ် instrument ကိုဘယ်လိုပြန်ဖွင့်ရမယ်ဘယ်နေရာမှာတော့ဖွင့်ရမယ် audio ဘယ်နေရာမှာတော့ဖွင့်ရမယ်ပြီးတော့ drummer တွေဘယ်လိုထည့်ရမယ်ဆိုတဲ့အကြောင်းလေးနဲ့ပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုအရေးကြီးဆုံးကကျွန်တော်တို့အရင်တော့ဘာရှင်းမှာသုံးလို့မရတဲ့သုံးလို့ရတဲ့ wave file တွေကိုကျွန်တော် instrument တွေနဲ့အခုဘာရှင်းမှာယူသုံးကျင်နေဆိုရင် wave format ကိုဒါမှမဟုတ် .mp3 format ကို .dwp ပြောင်းပြီးတော့စစ်ချုပ်ပြီးဘယ်လိုပြန်ထည့်လဲဆိုတဲ့အကြောင်းလေးပြောပြရဖြစ်တဲ့အတွက်ကျွန်တော်တို့ဝါသနာရှင်business သမားတွေကိုမှဒေတာနဲ့ brother တွေအတွက်အရင်မဲ့အသုံးဝင်မယ်ထင်တယ်ခင်ဗျာနော်ဟုတ်ကဲ့ဒါတော့ကျွန်တော်ရဲ့အရင်အသုံးဝင်တဲ့သင်ခန်းစာလေးတစ်ခုပေါ့နော်အားလုံးအတွက်အထောက်အကူဖြစ်တယ်ဆိုရင်အဆင်ပြေပါပြီခင်ဗျာနော်